ဒီနေ့တော့ One Championship ရဲ့နောက်ထပ်မွေးစားသမီးဖြစ်လာနိုင်တဲ့သူအကြောင်းပြောရအောင်ပေါ့နော်မွေးစားသမီးမွေးစားသားကိစ္စကကဘာကျော် promotion တော်တော်များများမှာလည်းရှိတတ်ကြပါတယ်ကဘာကျော် UFC promotion တို့မှာတောင်မှပေါ့နော်အရင်ကဒီမွေးစားသမီးမွေးစားသားရှိခဲ့ဘူးတဲ့အခုနောက်ပိုင်းတော့ဒီမွေးစားသားပုံစံတွေတိတ်မတွေ့ရတော့ဘူးတိတ်မထားတော့ဘူး UFC ရဲ့ပြုပြင်ပြောင်းလဲမှုနောက်ပိုင်းမှာဒီ UFC ကဒီ Europe ကိုစမှခြေဆန့်လာတယ်ဒီခြေဆန့်တဲ့အနေအထားမှာဒီ Europe နိုင်ငံရဲ့အကြိုက်ဖြစ်တဲ့ Ronda Rousey ကို UFC အနေနဲ့စင်တင်လာတယ်ဒီလိုမျိုးစင်တင်တာကလည်း UFC ရဲ့မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ခဲ့တယ်ဒီအချိန်မှာ Ronda Rousey ကတော်တော်လေးအောင်မြင်မှုရနေတယ်တော်တော်လေးကြော်ကြားလာတယ်ကြော်ကြားလာတာနဲ့အမျှပေါ့နော် UFC အတွက်ကလည်းဝင်ငွေလေးတော်တော်လေးရှာပေးလာနိုင်တယ်Ronda Rousey ပြီးတဲ့နောက်ပိုင်းမှာတော့ UFC က Conor McGregor ကိုရွေးချယ်ခဲ့တယ်ဒီရွေးချယ်မှုကလည်းမှန်ကန်တယ်လို့ပဲဆက်ပြောလို့ရမယ်Conor McGregor ကတော်တော်လေးပွဲရှာတတ်တယ်ပရိသတ်ကိုတော်တော်လေးဆွဲဆောင်တတ်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဒီလိုမျိုးပေါ့နော်ပွဲကိုဆူအောင်လုပ်ပြီးမှပရိသတ်တော်တော်များများကိုဆွဲဆောင်တဲ့အတွက် UFC ကိုတော်တော်လေးဝင်ငွေရစေပါတယ်အခု One Championship မှာလဲပေါ့နော်သူမျက်နှာသာပေးထားတဲ့ကစားသမားတွေရှိတယ်စင်တင်ပေးခြင်းတဲ့ကစားသမားတွေရှိတယ် One က UFC နဲ့တိတ်တော့မတူဘူးပေါ့နော်ဒီလိုမျိုးမွေးစားသားမွေးစားသမီးထားတဲ့ပုံစံကတိတ်မတူဘူး One မှာကနိုင်ငံတိုင်းလိုလိုသူတို့အသားပေးတဲ့ကစားသမားပေါ့နော်ပွဲထုတ်ချင်တဲ့ကစားသမားတယောက်ရှိတယ်မြင်သာတဲ့ဥမာတစ်ခုပြမဆိုရင်ဒီစင်ကာပူနိုင်ငံမှာနေတဲ့လီမီတာစုက One Championship ကနေတော်တော်လေးမျက်နှာသာပေးတဲ့ကစားသမားတွေထဲမှာပါတယ်Christian Lee နဲ့ Angel Lee ဒီကစားသမားနှစ်ယောက်ကလည်း One Championship အတွက်တော်တော်အရေးပါတဲ့ကစားသမားတွေထဲမှာပါတယ်သူတို့နှစ်ယောက်ကြောင့် One Championship ကဝင်ငွေတော်တော်လေးရတယ်ပေါ့နော်ဆိုတော့ဘယ်လောက်ထိဒီလီမီတာစုဒီလီမောင်နှမတွေကိုမျက်နှာသာပေးလေဆိုရင်ပေါ့နော်ဒီ2023-22မှာဒီလီမီတာစုမှာ accident တစ်ခုဖြစ်သွားတယ်ဒီ accident တစ်ခုကြောင့်မို့ Christian Lee နဲ့ Angel Lee ကပွဲမထိုးဘဲနဲ့တစ်နှစ်ကျော်လောက်ထိနားတယ်ဒီအချိန်မှာသူတို့အနေနဲ့ကပတ်လဲကင်ထားတယ်ဒါပေမဲ့ One Championship ကဘက်ကိုတိန်းသွားတာမျိုးပြန်ရုပ်သိမ်းတာမျိုးမရှိဘူးသူတို့ကိုဆက်မှပေးထားတယ်တခြားကစားသမားတွေဒါဆိုရင်ပေါ့နော်ဒီကပတ်ကိုသိမ်းပြီးမှကပတ်ကိုလူပွဲပြန်လုတ်ပေးတာတို့တောင်မှလုံနိုင်တယ်ပေါ့နော်ဆိုတော့ဒီဒါမဲ့ဒီလီမီတာစုကိုချတော့ဒီလိုမျိုးမလုပ်ခဲ့ဘူးအခုဒီနောက်ဆုံး One Championship မှာလာထိုးနေတဲ့ Angel Lee ဆိုရင် One Championship မှာ3ပွဲလောက်ထိအနိုင်ရတယ်ဒီအနိုင်ရတဲ့အထဲမှာသူ့ကိုဘောန9000လောက်တောင်ပေးတယ်ပေါ့နော်ဒီလိုမျိုးပေးတဲ့ကစားသမားဆိုရင်ခက်ချာချာပဲသူတို့အနေနဲ့တော်တော်လေးမျက်နှာသာပေးတယ်တော်တော်လေးစင်တင်ပေးခြင်းတဲ့ကစားသမားမဟုတ်ရင်ပေါ့နော်ဒီလိုမျိုးဘောနပေးတာကအရန်ရှာပါတယ်အခုတစ်ခါ One Back ကနေမွေးစားသမီးလုပ်ဖို့ချိန်နေတဲ့သူတယောက်ရှိတယ်သူကတော့အားလုံးထိကြတဲ့ဒီဖိလစ်ပိုင်နိုင်ငံသူပေါ့နော်အားလုံးရဲ့အသေးကျော်ဖြစ်တဲ့ Island Erica ဖြစ်တဲ့ချိန်နေတဲ့အကြောင်းရင်းကလည်းရှိတယ်One Championship ရဲ့ဈေးကွက်ထိုးဖောက်ပုံကိုကြည့်မယ်ဆိုရင် One Championship ကသူ့ရဲ့ဈေးကွက်ကိုနိုင်ငံတနိုင်ငံရဲ့မျိုးချစ်စိတ်ကိုအခြေခံပြီးမှဈေးကွက်တည်လဲရှိတယ်။ဥပမာမြန်မာနိုင်ငံကဆိုရင်ပေါ့နော်အရင်ကဒီကိုအောင်လကိုမြန်မာနိုင်ငံရဲ့ hero အဖြစ်ထားပြီးမှဈေးကွက်ချတယ်။ကိုအောင်လအင်ဆန်ကိုစင်ပေါ်တင်ပေးတဲ့အချိန်တွေတော်တော်များများလဲရှိခဲ့တယ်။ဒါကိုပြည်သက်တော်တော်များများလဲဒီထားမိမယ်လို့ထင်တယ်။ဒီနီလန်က One Championship အတွက်တော်တော်လေးလေးအလုပ်ဖြစ်ခဲ့တယ်ပေါ့နော် One Championship ကသူ့ရဲ့ marketing ကိုဒီလိုမျိုးပုံစံနဲ့ဆင်းခဲ့တာဖြစ်ပါတယ်အခုတစ်ခေါက်ကဈေးကွက်ရှိပြီးသားဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံကိုသူတို့အနေနဲ့လက်မလွတ်ချင်ဘူးတီးတဲ့အတိုင်းပဲဖိလစ်ပိုင်နိုင်ငံက Lewitt MMA ဒီကစ်ပေါင်စင်ပိုင်းကိုတော်တော်လေးလိုက်စားကြတယ်Lewitt ကိုဆိုရင်မြန်မာနိုင်ငံထက်ပိုပြီးမှတောင်မှသူတို့အနေနဲ့အားပေးတယ်လိုက်စားကြတယ်ပေါ့နော်အခု One မှာရှိနေတယ်ပေါ့နော်မျိုးသားဖိလစ်ပိုင်ကစားသမားတော်တော်များများကအကြဘက်ကိုရောက်နေပြီတချို့ဆိုရင်စာချုပ်ထက်မတိုးတော့ဘူးအနားယူဖို့လုပ်နေတဲ့တူတွေရှိတယ်ဒါကြောင့်မို့ပေါ့နော်ဒီအခုဝမ်းမှာကစားနေတဲ့ကစားသမားတွေရဲ့အလွန်မှာ Island Erica ကို One Championship ကနေစင်တင်ပေးချင်နေတဲ့သဘောရှိတယ် Island Erica ကလည်း One Championship ရဲ့အကြိုက်စွမ်းဆောင်ရည်ကောင်းတွေကြီးပဲဆက်တိုက်ပြသနေတယ် One ရဲ့ဥက္ကဋ္ဌ Chetri ကလည်းဒီလိုမျိုးစွမ်းဆောင်ရည်ပြသနေတာကိုတော်တော်လေးသဘောကျတယ်ဒါကြောင့် One Championship အတွက်နောက်ထပ်မွေးစားသမီးက Erica ဖြစ်နိုင်ပါတယ် Erica က One Championship ကိုမလာခင်မှာသူတို့ရဲ့နိုင်ငံအဆင့်စုတွေအများကြီးရဖို့တယ်ဒီစီကိန်းမာတွေရွှေတစိတ်စုတွေရဖို့တယ်အခုဒီ One Championship မှာက၄ပွဲထိုးတယ်၄ပွဲနိုင်တယ်နှစ်ပွဲကိုနောက်အောင်နဲ့ရတယ်ဒီနောက်အောင်အနိုင်ရတဲ့အထဲမှာသူ့အနေနဲ့ဘောနတ်လည်းရတယ်ဒါအပြင်ပေါ့နော်ဒီဖိလစ်ပိုင်ပြည်သက်တွေတာမကနိုင်ငံတကာကပြည်သက်အပေးမှုကိုလည်းအခိုင်အမာရရှိထားတယ်ဒီလိုမျိုးပြည်သက်အခိုင်အမာရရှိမှုကလည်းပေါ့နော်ဒီအခုအချိန်တွေကိုရောက်စေခဲ့တာဖြစ်ပါတယ်Erica ကအနာဂတ်မှာစာချုပ်ရနိုင်တဲ့
အမျိုးသမီးကစားသမားတယောက်လည်းဖြစ်နိုင်တယ်တာချုပ်တစ်ခုရဖို့ဆိုတာလဲပေါ့နော်ပရိသတ်ရဲ့အားပေးမှုတာမကသူမရဲ့စွမ်းဆောင်ရည်လဲတကယ်လိုအပ်တယ်ကျွန်တော်ရဲ့ညီကိုတွေအနေနဲ့ကောပေါ့နော်အခုဒီ Iceland Erica က One Championship ကနေဒေါ်လာ3သိန်းတန်စာချုပ်ရနိုင်မယ်လို့ထင်လားကိုယ့်ရဲ့ထင်မြင်ချက်ကိုကျွန်တော်ရဲ့ comment အောက်မှာဝင်ရင်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်